ညီမလေးသူပေးစာများ6ညီမလေးမင်္ဂလာရှိသောနှစ်သက်လေးပါကျောင်းတော်ကြီးမှာစာဖြေရတာအဆင်ပြေရလားစာဖြေစဉ်ကိုကျင်းတဲ့အားရရှိရလားတစ်နှစ်ပတ်လုံးပုံမှန်စာလောက်ထားတဲ့သူတွေအတွက်စာမေးပွဲဆိုတာရင်တုံစရာမဟုတ်တယ်လို့စိတ်ညစ်စရာလည်းမဟုတ်ပါဘူးရှစ်ဆက်ဖို့အတွက်အထောက်အကူဖြစ်စေတာမို့ရင်ခုန်စရာတော့ကောင်းပါလေနေ့ဝက်တစ်ခုလုံးကိုစာသေးချလုပ်ဖြစ်လာလို့ပဲမေးချင်တယ်ညီမလေးတို့ကစောင်းဝဲဖြေပြီးရလက်ကောင်းကောင်းနဲ့အောင်မြင်ချင်မှာပေါ့ဒါကစာမေးပွဲသမားမှမဟုတ်ပါဘူးမိမိရဲ့ကြိုးစားမှုကိုစမ်းသပ်စစ်ဆေးခံရသူတိုင်းရလက်ကောင်းကိုမျှော်လင့်ကြတာဟာတူညီတဲ့စံတာပါရလက်ကောင်းလိုချင်သူကလှုပ်ဆောင်ခဲ့တာတွေလည်းကောင်းဖို့လိုအပ်တယ်နော်ဒါကိုတော့မေ့ထားလို့မရဘူးစာပေမှာဖတ်ဘူးမှတ်ဘူးတာကဘဝမှာအောင်မြင်ခြင်းတဲ့သူကကဉ္ဉံဝရိယ3ပါးနဲ့ပြည့်စုံရမယ်လို့ပါတနစ်ပတ်လုံးဉာဏ်ဦးစီးပြီးဝရိယနဲ့ကြိုးစားလာခဲ့တဲ့ညီမလေးတို့မှာစာဖြည့်စဉ်စာဖြည့်ပြီးမှလုပ်ဖို့လိုအပ်တာကကံကိုမြင့်တင်ခြင်းလုပ်ငန်းစဉ်ပါပဲကံကောင်းစေဖို့ကောင်းတာမှန်သမျှလုပ်နိုင်သလောက်အကုန်လုပ်ရမယ်အခြားသူကိုမနစ်နာဒုက္ခမရောက်စေတဲ့အလုပ်တွေပေါ့မိမိရဲ့ပင်ကိုယ်စိတ်ရင်းဖြူစင်တဲ့အတိုင်းပြုလုပ်ဖို့ပါလူသားတိုင်းရဲ့ပင်ကိုယ်စိတ်ကနှစ်သက်စရာကိုသာလိုချင်ပြီးမနစ်သက်ဖွယ်ကိုတော့မြင်ကိုမမြင်ချင်ပါဘူးနှုတ်ကြောင့်သိလက်ကြောင့်ကြည်ဆိုတဲ့ဒီစကားပုံကိုသတိရပြီးနားဝင်မချိုးတဲ့စကားချမ်းတွေနှလုံးမသားမယာဖြစ်စေတဲ့အပြောတွေနားမခံတာတဲ့အတုံနှုံးတွေကိုရှောင်ပါကိုမကြားချင်မနစ်သက်တဲ့အတုံနှုံးတွေကိုအခြားသူကလည်းမပြောတာကိုချင်းစာချင်းတစ်မျိုးပါပဲညီမလေးကိုချင်းစာမှုဆိုတာတရားမျှတခြင်းပါတရားမျှတတယ်ဆိုတာကိုကကောင်းတာကိုလိုချင်ရင်အခြားသူတွေကိုလည်းကောင်းတဲ့တရားတွေပဲပြန်ပေးတာကိုပြောတာပါအချုပ်ကိုပြောရရင်သူတစ်ပါးရဲ့ကောင်းကျိုးကိုလိုလားတာဟာမေတ္တာပါညီမလေးတို့သုံးနှုံးနေတဲ့မေတ္တာထားလိုက်ပါမေတ္တာရှိတယ်ဆိုတာကောင်းကျိုးကိုလိုလားပါတယ်လို့ပြောတာပါမေတ္တာတရားဟာဗုဒ္ဓဘာသာဝင်တိုင်းကျင့်သုံးရမည့်ဗြဟ္မဥယာဒတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပေက္ခထဲမှာအပါဝင်မှုမြင့်မြတ်သောအကျင့်တစ်ခုပါညီမလေးတို့ကလူငယ်ဆိုတော့စိတ်မြန်လက်မြန်ရှိတယ်ဘာတဲ့ဆိုမစင်စားပဲပြန်လုပ်တတ်တယ်စကားပုံလေးတစ်ခုကမစင်စားပဲပြောတာပြုလုပ်တာတွေဟာမချိန်ရွယ်ပဲပြစ်တာနဲ့အတူတူပဲလိုရမရောက်ပဲလွဲတတ်တယ်ပေါ့ကိုကလိုရာကိုအမိရပြစ်တာမရောက်ဘူးဆိုအစင်မပြေဘူးလိုရာရောက်ချင်ကြုံလာသမျှကိုအကောက်အဆုပ်အကြောင်းကျိုးသိရဖို့စဉ်းစားရမယ်မဟုတ်လားရဲရဲဝံ့ဝံ့စဉ်းစားဆင်ခြင်ခြင်းဟာညီမလေးတို့ဘဝရဲ့အကြီးမားသောအပြောင်းလဲကိုဖြစ်စေနိုင်ပါတယ်လက်တွေ့စမ်းကြည့်လိုက်ပါကဲညီမလေးရေကိုဖြစ်ချင်တဲ့ကောင်းမွန်သောလုံအင်စန္ဒတွေကိုဖြစ်စေကိုဘာကိုအားပြုလုပ်တင်လဲဆိုညီမလေးတို့ယဉ်ကျေးမှုသင်တန်းကိုတက်ဆင်ကသင်ကြားခဲ့တဲ့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဆိုတဲ့မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်၉ပါးပါဠိတော်ကိုမှတ်မိသေးလားမြတ်ဗုဒ္ဓရဲ့ဂုဏ်တော်၉ပါးမှာတပါးပါးကိုအောင်ပြုရွတ်ဆိုနေလေးရှိသူကမိမိဖြစ်ချင်နေတဲ့ကောင်းမွန်တဲ့အရာမှန်သမျှအကုန်ဖြစ်တယ်ဗျာညီမလေးတို့ကစာမေးပွဲသမားဆိုတော့ဂုဏ်တော်၉ပါးတဲ့ကသမ္မာသမ္ဗုဒ္ဓတရားအလုံးစုံကိုသိမြင်တော်မူသောမြတ်စွာဘုရားဆိုတဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီးကိုတတိယတဲ့ရွတ်ဆိုပါအမြဲတမ်းမရွတ်ဆိုနိုင်ရင်မိမိရဲ့အသက်အရွယ်လိုက်18နှစ်ဆို18ခေါက်ပေါ့ဘလို့ရွတ်ရမလဲဆိုအစဉ်ပြေတဲ့နေရာနဲ့အခွင့်ရတဲ့အချိန်လေးမှာရှေးဥစွာနမောတတ3ချိန်ဆိုပြီးဖျားရှင်ကိုအာယုံပြုကသမ္မာသမ္ဗုဒ္ဓတရားအလုံးစုံကိုအကုန်အစင်သိမြင်တော်မူသောမြတ်စွာဘုရားလို့ရွတ်ဆိုပွားများပါသတ်မှတ်ထားတဲ့အခောက်ရည်ပြည်တာနဲ့မိမိနဲ့တကွတတ္တဝါအလုံးကျမ်းမာချမ်းသာကြပါစေလို့မေတ္တာပို့ပါယခုရရှိထားတဲ့ကုသိုလ်ကောင်းမှုကိုတတ္တဝါအားလုံးအမြပေးဝေပါ၏လို့ရွတ်ဆိုပြီးအမြပေးဝေပါပေးသူကအားလုံးကချစ်ခင်ကြပါတယ်အမြဲနှစ်စဉ်ပြုလုပ်ပါကောင်းတဲ့လုပ်ကိုများများလုပ်နိုင်လေကောင်းလေပါပဲတခုသတိထားရမှာကညီမလေးကကိုယ့်ရဲ့စံတာတွေပြည့်စုံခြင်းလို့ဖျားရှင်ဂုဏ်တော်ကိုပွားများနေခြင်းဆိုတဲ့လောဘလိုချင်မှုကြီးပါဝင်နေလို့မသင့်တော်ဘူးဖြစ်တင်တာကဖျားရှင်ဂုဏ်တော်ကိုပွားများနေလို့သာမိမိရဲ့လိုအင်စံတာတွေပြည့်စုံရမယ်လို့ယုံကြည်စိတ်တရားရှိရမယ်ရှင်းရှင်းပြောရရင်ယုံကြည်ရမယ်လိုချင်စိတ်မရှိရဘူးတရားရှိရမယ်လောဘမရှိရဘူးပေါ့ဒီလိုမျိုးဂုဏ်တော်ကိုနေ့စဉ်ပွားများခြင်းဟာဗုဒ္ဓနုတ္တိဘာဝနာကိုပြုလုပ်နေခြင်းဖြစ်လို့ကောင်းတာလုပ်တဲ့အတွက်ကံကောင်းလာမှအမှန်ပါညီမလေးကဲညီမလေးရဲ့စံခွဲအောင်မြင်စေဖို့အကြံပေးခြင်းတာကဒါပါပဲညီမလေးအနေနဲ့ယုံကြည်လုပ်ဖို့ပဲရှိတော့တယ်ယောဂပျောက်ကင်းဖို့ဆေးကိုညွှန်ပြပြီးပေါက်တာမတောက်တာကလူနာရဲ့စံတာပါပဲကျမ်းမာရေး view site ပါညီမလေးရေ